အစင်းစစ်ပြောင်းလဲတိုးတက်ကွန်ပျူတာကျောင်းသားကသူ့ဖေကဘုန်းကြီးကျောင်းတွေလယ်သမားအိမ်မှာလူလို့တော့မြို့ကသားရဲ့တငယ်ချင်းကွန်ပျူတာကျောင်းသားတွေလာကြသားခမ်းမှာကျွေးမွေးထားအောင်မှာတော်သူတော်သားတွေနဲ့မျက်စိနောက်မှာဆိုလို့ကွန်ပျူတာကျောင်းသားကြီးတွေကိုဂုဏ်ပြုပြီးတော့အိမ်မော်ဒကသားခမ်းမှာတင်ထားစကားသမီးပြောအဖေလည်းသမားကြီးကတက်လာရောရောနှောနှောသားခမ်းဆိုတော့ဟိုဘေးနားမှာထိုင်ကလေးတွေကပြောနေကြခုတလောကွန်ပျူတာဗိုင်းရပ်စ်တွေပြန်နေဗိုင်းရပ်စ်ကဘယ်သူကွန်ပျူတာဘာတွေဖြစ်လဲ programming ကုန်ပါဖြစ် memory တွေအောက်အဲ့ဒါတွေပြောဟာအကြည့်ကျင်နေတာလားဆုံးရှုံးနေဘယ်လိုများလို့လက်သမားကြီးကနားထောင်မနေနိုင်စိတ်ဝင်စားငါသားအဲ့ဒီဗိုင်းရပ်စ်ဆိုတာပိုးလားကွာသူသားလည်းအလွယ်တကူပြန်ပြောတယ်ပိုးပေါ်ဖေရအဲ့ဒီပိုးကကွန်ပျူတာတွေကိုဘယ်ပေါက်ကဝင်သွားအဲ့ဒီပေါက်ကြီးအကုန်လုံးအောင်ပိတ်ငါသားမရရင်ဖေပြောဖေတို့လည်းမသုံးနဲ့ဩဘာပိုးသက်စီနဲ့ချဖေကတငယ်ချင်းတွေကရီးတယ်ဟာတိုက်ပြီးတော့ရီးပြီးတော့ဟိုကောင်မျက်နှာကိုကြည့်ဒီကောင်ဖေကတော့စွတ်လုံးဟိုကောင်တော့ကွဲပြီးဆက်ကွဲပြီးဟိုကောင်ကရောရီးပြီးတော့အဲ့ဒါငါအဖေပဲကွာငါအဖေကနွားနဲ့ယုံပြီးတော့လဲလုတ်ပြီးတော့ငါကြောင်းထားပေးတာငါခု3 ဘာသာကုန်တူလေရကွန်ပျူတာတက်တာဟောဒီဇဝဲဘောကကွန်ပျူတာအဖေဝယ်ပေးတာကွာဖေပြောဖေကြိုက်တယ်လို့ပြောဘာမှမဖြစ်ဘူးပြောရှီမိတဲ့ကောင်ကြီးတုံလှုပ်သွားတယ်အမှန်တော့ဟိုကောင်ရှက်ပြီးတော့ဖေရလည်းဗျာမသိဘဲနဲ့ဘာလာပြောနေသွားကျွန်တော်ပြောတယ်မလားနဲ့သွားမောင်းချလိုက်မယ်လို့ထင်တာအဲ့ဒီကွန်ပျူတာကျောင်းသားကိုဆရာလေးပြူတယ်သားတို့မင်းတို့ခက်မိတဲ့ပစ္စည်းတွေနဲ့တိုးတက်လာလို့အဲ့ဒါတွေကိုမသုံးတတ်တဲ့ငါတို့မိပါတယ်မသိတယ်ငါတို့မိပါတယ်ငါတို့သိမ့်မြင့်သွားပြီငါတို့သိမ့်တော်သွားပြီသူတို့သိမ့်နှိမ့်ကြံနေခဲ့တယ်လို့ထင်မသေးမိပါစေနဲ့မစော်ကားမိပါစေနဲ့ဒါကလေးကိုစောစောအဖြစ်ကလေးကိုသတိရလို့သားတို့ကိုလည်းသတိပေးချင်မှာဟိုကောင်နှစ်ယောက်နားလဲသွားတယ်ရီမိတဲ့ကောင်နှစ်ယောက်တယောက်ကတန်ချီတန်ကိုးသားသူ့ဖေကိုသူကငေါက်ဖူးတယ်ရှေ့မှာစပလိုက်ချက်တွေစောင့်နေတယ်ကွာလို့ပြောလို့သူ့ဖေက9 တန်းမအောင်အဖေကလည်းစပလိုက်ချက်လို့ခေါ်တယ်စပလိုက်ချက်မဟုတ်ဘူးအဖေလည်းကွာစပလိုက်ချက်ဆိုတော့ဖြစ်တယ်ဗျာကျွန်တော်ရှက်တယ်မသိမပြောနေဗျာမပြောနဲ့ဆိုလည်းငါနဲ့ပြန်ငါစပြီးတော့မင်းငါကြောင်းလိုက်မပို့တော့ဖေကတာမုံပို့တော့ဖေနဲ့သားနဲ့စကားမပြောတော့ခက်ကွာချားမှုကြောင့်မလို့ကြေကွဲเสียဖြစ်တတ်တယ်အဲ့ဒီတန်ချီတန်ခွေးသားနောင်တရသွားတယ်ရီတဲ့ကောင်သားတို့သမီးတို့စဉ်းစားကြည့်အဖေကလည်းဗျာသွားစမ်းမှာမသိဘဲနဲ့မပြောစမ်းမှာနဲ့ဆိုရင်လက်သမားကြီးဆင်းသွားရှာလိမ့်မယ်ဘယ်လောက်စိတ်မကောင်းစရာကောင်းမလဲသူ့ရင်ထဲမှာဘယ်လိုခံစားငါသင်ပေးလိုက်တဲ့ပညာကြောင့်ငါအငေါက်ခံရတယ်သားတို့သမီးတို့ပညာကိုမြင့်တယ်မြင့်အောင်မြင့်မှာတင်မှာစူးစမ်းပါကိုယ့်ဘဝကိုမြင့်အောင်မြင့်ပေးတယ်မိဘဆရာသမားကျေးဇူးရှင်တွေရဲ့ကျေးဇူးကိုလည်းမမေ့ပါနဲ့သူတို့ကိုယ်လောက်မတက်လို့ထင်မသေးပါနဲ့သူတို့ကမိဘကောင်းပြီတဲ့သားသမီးကိုကိုယ်ရဲ့မြင့်အောင်မြင့်တင်နိုင်ရတယ်မြင့်တယ်ပခုံးစွမ်းအားရှိရအမေကောင်းတဲ့ရွက်တင်နိုင်ရတယ်ပကိုးကိုသွားဟောတော့စပ်ပြီးဟောပြောဝင်ဟောရင်းနဲ့ကျွန်တော်ကဒါကလေးမိဘသားသမီးကိုကိုယ်ရဲ့မြင့်အောင်မြင့်နေရမယ်အဖေကပခုံးထန်တင်ရမယ်အမေကကောင်းရွက်တင်ရမယ်အဲ့ဒါလေးတွေပြောပြီးတော့ဟောပြောပြီးလို့ပြန်တော့ကားပေါ်ရောက်ပါပြီစာရေးဆရာတွေမိမကြီးတယောက်ဆရာတို့ခဏနေပါဦးဒီမှာမုံပေါင်းလေးပေးခြင်းလို့ပါ
mông bóng cho nó ở nhà ra chạy thế mà yang ngó xài xe để mông bóng mà chạy mình tìm sinh mà ra la cho nó chạy để cho nó xa mình như vậy bia là bị đó mông bóng cái gì bia này ấy nhiều tụi mình gì cho nó đâu có biểu đó đi cho mà tụi mình cái gì mà bây giờ quay ra đó bà bị xe sau đó là sư nhân biểu này để cá bỏ cho nó đâu xài xe nhanh tích trả vào đấy nhanh vào đấy mong sẽ muốn bari không ạ biểu đấy go tu tao chế bà bị tu tâm yêu không biết tiền lại bị lộ biểu đó là bịa nà lệ đấyဟုတ်တယ်ဒါကလေးပြောသွားရှာတယ်လူလောကကြီးမှာမိဘတွေကသာသမီကိုကိုယ့်ရဲ့မြင့်အောင်ညှိရမယ်ညှိရဒါမှလောကတိုးတက်ကျွန်တော်ကစောက်ဆယ်စာတီသားစောက်ဆယ်ဆင်မွဲပြန်သွားတော့ကျွန်တော်ငယ်ငယ်တုန်းကမော်တော်ကားစပယ်လုပ်တဲ့ဥအောင်ကြီးဆိုတဲ့လူကြီးနဲ့တွေ့တယ်ဥအောင်ကြီးဘာတွေလုပ်နေတော့ဆရာလေဘုရားကလည်းဆရာစပယ်အခုလည်းစပယ်ပေါ့ဆရာရဲ့ဟောကျွန်တော်ဥအောင်ကြီးသူ့ကိုယ်သူမြင့်အောင်မမြင့်ဘူးဒီတိုင်းခမရသာကြည့်အောင်ရောဘာလုပ်နေတော့ဩစပယ်ပေါ့ဆရာရဲ့စပယ်သာစပယ်ပေါ့သူ့ကိုယ်သူမမြင့်တယ်လို့သူ့သားကိုလည်းမြင့်အောင်မမြင့်နိုင်ဘူးကျွန်တော်ကတော့မကြလို့ခမရတို့ကလည်းအဖေစပယ်သားစပယ်ဖြစ်နေသလားအဲ့ဒါကိုသူကချီးကျူးတယ်မှတ်လားမသိဘူးဘယ်ကမလဲဆရာအခုကျွန်တော်မြည်လေးလဲစပယ်ဖြစ်နေပြီအဲ့ဒီတိုင်းပြီဘယ်လိုလုပ်တိုးတက်မတိုးဘယ်လိုလုပ်တိုးတက်အဖေရဲ့သားအမြတ်သားတယ်မြည်ကမြင်ရပါလိမ့်မိမိကိုယ်ကိုလည်းမြင်အောင်မြင်ပါစာဖတ်ခြင်းနဲ့မြင်အောင်မြင်ပါစာတစ်ပုဒ်ကောင်းဖတ်ယုံနဲ့တောင်မှလူတယောက်ဘဝပြောင်းသွားနိုင်တယ်ကျွန်တော်စာရီအများကြီးဖတ်တဲ့ထဲမှာယတ္တစာပေတွေလည်းပါတယ်ဗျာယတ္တစာပေတွေဖတ်ပါဝတ္ထုတွေလည်းဖတ်ပါဝတ္ထုကောင်းကြီးအများကြီးရှိပါတယ်ချို့ကသုဒ္ဓစာပေတွေတော့ဖတ်ပါရဲ့ဒီနေ့ပူပူလောင်လောင်နဲ့ကျွန်တော်ကိုမီဒီယာတွေကမေးကြဆရာယတ္တစာပေတွေရောနေကုန်ပြီလားယတ္တစာပေတွေမဖတ်တော့ဘူးလားလုပ်ကြပါဦးဆရာတို့ပြောကြပါဦးဟောယတ္တစာပေကဒီနည်းမျိုးနဲ့တိမ်ကိုပတ်ပြောက်သွားတယ်ဆိုတာမရှိနိုင်ပါဘူးမစိုးရိမ်ပါနဲ့ဖတ်မှာလားဖတ်ကြပါလေဖတ်ပါအခုဒီလည်းဝတ္ထုတွေထွက်ပါတယ်ဝတ္ထုကောင်းတွေလည်းထွက်ပါတယ်ကျွန်တော်ရေးတဲ့ဝတ္ထုတွေရှိပါတယ်ကြာလာပါပြီထုတ်ခဲ့တာတခါတောင်းမှရပ်သွားတယ်မရှိပါဘူးကျင်းချင်းပြန်ထုတ်နေရတာပါပြန်ထုတ်နေရရောင်းနေရတာကုန်းနေတာဘယ်ဆောက်ကကုံသွားပြန်ပြီးပြန်ရိုက်ကုံသွားပြန်လူတွေဖတ်ပါတယ်ကျွန်တော်စာအုပ်ထုတ်နေတော့တွေ့နေရတာဖတ်ပါယတ္တစာပေကိုလည်းငယ်သောသူတွေဖတ်နေကြပါတယ်